ဒါကတော့မြန်မာနိုင်ငံမှာဆိုငကားဆုံးတောက်တယ်ဆိုပြီးဂောပကတွေကြီးပွားအောင်မဲ့ရေမော်ကန်ပဲဖြစ်ပါတယ်။ကန်ကောင်းတာကအံ့ဩဖို့ကောင်းတဲ့ဒီကန်ကြီးကအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားမှာတည်ရှိပြီးနိုင်ငံသားတွေကတော့ထူးခြားတဲ့ဓာတ်ပြုမှုလို့သာယူဆထားကြတာပါ။ထူးခြားချက်အနေနဲ့ကတော့ကန်ရည်ပြင်းရဲ့ဘယ်နေရာကိုမဆိုထိလိုက်တာနဲ့တောက်ပတဲ့အပြာရောင်အလင်းတွေထွက်လာပြီးရေထဲမှာကွန်မြူးလို့နေပါတယ်။ဒီအလင်းတန်းတွေကမှော်ရုပ်ရှင်ကားတွေထဲမှာတွေ့ရတဲ့မီးစုံအပြာရောင်တွေနဲ့ဆင်တူပြီးရေကိုလှုပ်ခတ်လိုက်တာနဲ့တောက်ပပြီးလင်းလက်လာကြတာပါ။ဒါပေမဲ့အန်ဒီရတော့မရှိပဲရေထဲမှာကူးခတ်လို့ရတယ်လို့စော်ကစားလို့လည်းရပါတယ်။ဒါကြောင့်သိပ္ပံပညာရှင်တွေကအခုလိုအလင်းတွေထွက်ပေါ်ရခြင်းအကြောင်းရင်းကိုရှာဖွေလိုက်တဲ့အခါမှာတော့ပိုးဆုံးကျူးလိုမျိုးတကိုယ်လုံးလင်းလက်နေတဲ့ပင်လယ်နေသတ္တဝါလေးတွေဟာဒီရေထဲမှာပေါ့ပေါ့များများနေထိုင်ကြလို့ပဲဖြစ်ပါတယ်။အရွယ်အစားကသေးငယ်ပြီးအဆွအဖွဲ့များလွန်တာကြောင့်ရေကိုထိလိုက်တာနဲ့ထပြေးကြပြီးထူးဆန်းတဲ့အလင်းရည်လို့ဖြစ်ပေါ်လာစေတာပါ။ဒါပေမဲ့အသက်ရှိတဲ့အင်းဆက်ပိုးမွားအရှင်လေးတွေဖြစ်တာကြောင့်ဒီရေတွေကိုပါဇက်ထဲထည့်မဲ့တောက်သုံးမယ်ဆိုရင်တော့ဘိုက်အောင်ဘိုက်နာကနေဥယောင်ငန်းဖျားဝင်တဲ့အထိဖြစ်နိုင်ပါတယ်။ဒါကြောင့်အဆိုပါရေထဲမှာကူးခတ်ခွင့်နဲ့တောက်သုံးခွင့်ကိုသက်ဆိုင်ရာပုဂ္ဂိုလ်များကပိတ်ပင်ထားပြီးယနေ့တိုင်ကမ္ဘာအံ့ဖွယ်အဖြစ်သတ်မှတ်ခြင်းကိုခံထားရပါတယ်။လူကြီးမင်းတို့ရောဒီရေကန်ကြီးတာမြန်မာနိုင်ငံမှာရှိရင်ဘာတွေဖြစ်ကုန်မယ်လို့ထင်ကြပါသလဲခင်ဗျာ။